အရေးသွေးရှိတဲ့ပညာရေးကိုကလေးတိုင်းရထိုက်တဲ့ဒီကဘာကြီးမှာတီထွင်စမ်းသပ်မှုတွေကအလားအလာအသစ်တွေကိုဆက်လက်ဖန်တီးပေးနေပါတယ်။မြန်မာနိုင်ငံမှာတော့ကျောင်းသားတွေဟာကျောင်းတက်ဖို့ဝေးလံတာလုံခြုံမှုမရှိတာဆရာမမလုံလောက်တာအင်တာနက်ချိတ်ဆက်မှုအခက်အခဲရှိတာတွေနဲ့တင်ထောက်ကိုပစ္စည်းမလုံလောက်တဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရစေပါအထူးသဖြင့်ကျေးလက်ဒေသကကလေးတွေအလဲတန်းရောက်လာတဲ့အခါမှာဒီအခက်အခဲတွေကပုံမူကြီးလာတတ်ပါတယ်။ဒါပေမဲ့ဒီလိုအခြေအနေမှာတော့ကလေးတွေကိုယ်တိုင်လေ့လာလို့ရပြီးတော့သင်ကြားရေးကိုအဆင့်တစ်ဆင့်မြင့်ပေးနိုင်တဲ့စိတ်ဝင်စားဖွယ် application တွေလည်းထွက်ပေါ်လာပြီဖြစ်ပါတယ်။အဲ့ဒီ application လေးကတော့ Grade 6 Science application လေးပဲဖြစ်ပါတယ်။ဒီ application လေးကိုမြန်မာနိုင်ငံရဲ့အလဲတန်းပထမနှစ်အတွက်ရည်ရွယ်ထုတ်လုပ်ထားပြီးတော့သိပ္ပံပညာကိုရှင်းရှင်းလင်းလင်းနဲ့နားလည်လွယ်အောင်လက်တွေ့လှုပ်ဆောင်လို့ရအောင်အချိန်မရွေးနေရာမရွေးသုံးလို့ရအောင်အတွက်ဖန်တီးပြုလုပ်ပေးထားပါတယ်။သင်ခန်းစာတွေကိုစိတ်ချရွေးချယ်လေ့လာလို့ရတဲ့မြေပုံပုံစံနဲ့လည်းစီစဉ်ပေးထားပါတယ်။အခန်းတစ်ခုစီကိုအပိုင်းလေးတွေခွဲထားတဲ့အတွက်ကြောင့်ကျောင်းသားတွေကမိမိကြိုက်နေတတ်သလိုအဆင့်ဆင့်သင်ယူလေ့လာလို့ရပါတယ်။မြေပုံပေါ်မှာရှိတဲ့ icon လေးတွေကအခန်း17ခန်းထဲကသင်ခန်းစာပုံစံအမျိုးမျိုးကိုစားပြုပြီးတော့နှိပ်လိုက်တာနဲ့ချက်ချင်းစတင်လေ့လာလို့ရပါတယ်။ Two window learning စနစ်ကိုထည့်သွင်းပေးထားတဲ့အတွက်ကြောင့်ကျောင်းသားတွေဟာရှင်းလင်းချက်တွေသင်ခန်းစာအကြောင်းအရာတွေကိုညာဘက်မှာဖတ်ရှုနားထောင်နိုင်ပြီးတော့ရုပ်ကြွပုံတွေကိုဘယ်ဘက်မှာတပြိုင်နက်ကြည့်ရှုလေ့လာနိုင်ပါတယ်။စာသားရုပ်ပုံရုပ်ကြွ animation အတန်အားလုံးကိုပေါင်းစပ်ထားတာမို့လို့သိပ္ပံဘာသာရပ်ဆိုင်ရာအယူအဆတိုင်းကိုရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်စေမှာပါ။နေဤဒရက်ဆွဲအားကြောင့်နေကိုလှည့်ပတ်နေကြသည်လုပ်ငန်းအပိုင်းတွေကတော့ဖတ်စာအုပ်ပါသိပ္ပံဘာသာရပ်ဆိုင်ရာအကြောင်းအရာတွေကိုလက်တွေ့ဘဝတဲ့အထိယူဆောင်ပေးနိုင်ပါတယ်။ကျောင်းသားတွေဟာပတ်ဝန်းကျင်ကိုစူးစမ်းရှာဖွေခြင်းရိုးရှင်းတဲ့ပစ္စည်းတွေနဲ့စမ်းသပ်ခြင်းနေ့စဉ်မြင်နေကြဖြစ်စဉ်တွေကိုလေ့လာစောင့်ကြည့်ခြင်းတို့ကိုဒီအပိုင်းမှာလှုပ်ဆောင်နိုင်ပါတယ်။လမ်းညွှန်ချက်တွေ 3D model တွေသုံးသပ်မေးခွန်းတွေလည်းပါတဲ့အတွက်ကြောင့်စာလေ့လာရုံသာမကလက်တွေ့လုပ်ရင်သင်ယူနိုင်မှာပဲဖြစ်ပါတယ်။လက်ချင်ငံအပိုင်းမှာပါဝင်တဲ့မိခွန်းများမှာတော့အဖြေအမှားအမှန်အကြံပြုချက်တွေကိုချစ်ချင်းပြသပေးပြီးတော့အမှားတွေကိုအချိန်မီသိနိုင်အောင်သဘောတရားပုံမနားလည်လာအောင်လည်းကူညီပေးပါတယ်။အခန်းတစ်ခုစီရဲ့အဆုံးမှာပါတဲ့ပြန်လည်လေ့ကျင့်ခန်းတွေကကျောင်းသားတွေကိုမိမိတို့သင်ယူထားတာတွေကိုအဆင့်လိုက်ပြန်လည်စစ်ဆေးနိုင်အောင်ကူညီပေးပြီးတော့သိပ္ပံသဘောတရားတွေကိုပုံမလွယ်ကူစွာမှတ်မိစေဖို့အတွက်လှုံ့ဆော်ပေးပါတယ်။စနစ်တကျဖွဲ့စည်းထားတဲ့နောက်ဆုံးစာမေးပွဲကတော့ကျောင်းသားတွေကိုမိမိရဲ့ကျွမ်းကျင်မှုကိုအကဲဖြတ်စေနိုင်ပါတယ်။ဒါအပြင် application တစ်ခုလုံးမှာဖြန့်ကျက်ထည့်သွင်းထားတဲ့ 3D model တွေရှင်းလင်းတဲ့ပုံတွေရုပ်ကြွတွေကသင်ခန်းစာတိုင်းကိုနှက်ဆိုင်စွာထိုးထွင်းသိမြင်နိုင်စေရန်အတွက်အကူအညီပေးပါတယ်။ဆက်ထပ်မှတန်းသိပ္ပံဖတ်စာအုပ်ရဲ့ digital version PDF ဖိုင်ကိုတော့ဖတ်စာအုပ်ခလုတ်လေးကိုနှိပ်ပြီးဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နောက်ခံတေဂီတာအဖွင့်အပိတ်အတန်အတိုးအကျယ်စတဲ့ application ဆိုင်ရာအခြေခံလုပ်ဆောင်ချက်တွေကိုတော့ setting အပိုင်းမှာဝင်ရောက်ပြုလုပ်နိုင်ပါတယ်။ဒါအပြင် interactive ဆန်ဆန်ထိတွေ့လေ့လာလို့ရတဲ့ dressing ဇာတ်ကိုလည်းကြည့်ရှုနိုင်ပါသေးတယ်။ icon လေးကိုနှိပ်လိုက်ရုံနဲ့ dressing တစ်ခုစီရဲ့သင်္ကေတအတန်နံပါတ်တွေနဲ့အခြားအချက်လက်တွေကိုပါမြင်ရမှာပါ။ရှင်းလင်းတဲ့အယောင်ခွဲခြားမှုတွေနဲ့ကြည့်ရလွယ်တဲ့ပုံတွေထည့်သွင်းထားတဲ့အတွက်ကြောင့်ငယ်ရွယ်တဲ့ grade 6အရွယ်ကျောင်းသားကျောင်းသူလေးတွေအတွက်နားလည်သဘောပေါက်လွယ်စေမယ့်နည်းလမ်းတစ်ခုဖြစ်စေမှာပါ။ဒီ Grade 6 Science application လေးကမြန်မာနိုင်ငံရဲ့ပညာရေးကိုတစ်ဖက်တစ်လမ်းကကူညီပေးနေတဲ့လမ်းကြောင်းအစလို့ပဲပြောရပါအောင်မယ်။များစွာသောပံ့ပိုးမှုတွေနဲ့ဆိုရင်360 app အနေနဲ့ဒီလိုလက်တွေ့လေ့လာနိုင်တဲ့အတွေ့အကြုံတွေကို Grade 7, Grade 8နဲ့ Grade 9တွေအထိတိုးချဲ့ပြီးတော့နိုင်ငံတော်ဝန်ကကလေးတွေအတွက်ရောက်ရှိအောင်လှုံ့ဆော်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံတော်ဝန်အဆင့်မြင့်သင်ကြားရေးစနစ်ကိုပြည့်နှံ့စေပြီးတော့ကျောင်းသားတိုင်းအောင်မြင်မှုအတွက်အတူတူပူးပေါင်းလက်တွဲကြဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်360အနဲ့အတူသင်ယူမှုအနာဂတ်ကိုအတန်းတစ်ခုပြီးတစ်ခုအတွက်အတူတကွစတင်တည်ဆောက်လိုက်ကြအောင်နော်